ကဲဒီဆက်လေးကဘာပြဿနာတွေကိုဖြေရှင်းမေးလဲပြီးရင်သူ့နေရာမှာကျွန်တော်တို့ဖောက်ဆက်သုံးလို့ရတယ်ဗျာဖောက်ဆက်မှာ inverter တွေ electric တွေကိုကျွန်တော်တို့ကသုံးလို့ရတယ်စကူဆွဲလို့ရတယ်ဒါပေမဲ့ဒီဆက်လေးကသူတို့ထက်ကိုဘာကြောင့်ဦးစားပေးပြီးသုံးတင်လဲဆိုရင်ကဲကျွန်တော်ပထမဆုံးအနေနဲ့တစ်ချက်စမ်းပြမယ်ဒီစကူပစ်လေးကိုတစ်ချက်အာရုံစိုက်ပေးပါအခုကျွန်တော်ဆက်မောင်းပါပြီကဲစကူဒီစကူပစ်လေးကလဲဦးမလဲဦးဗျာဟောဒါဆက်ပြတ်နေတာလားလို့မေးရင်ဒါဆက်ပြတ်နေတာမဟုတ်ပါဘူး तू ကဘယ်ချိန်မှလဲဆိုရင်ကျွန်တော်တို့ကဒီလိုဖိလိုက်တဲ့အခါမှာပေါ့နော်ဖိလိုက်တယ်ဆိုတာကျွန်တော်တို့ဒီစကူကိုကျွန်တော်တို့ဖိလိုက်မယ်စကူဆွဲပြီးဖိလိုက်ပြီးဆိုမှဒီကောင်လေးကစပြီးလဲမယ်အဲ့ဒါရဲ့အကျိုးကျေးဇူးကဘာလဲဆိုရင်ကျွန်တော်တို့ကစကူဆွဲနေစကူကမျက်နှာချက်တည်းရောက်သွားပြီမျက်နှာချက်ရဲ့မျက်နှာပြင်အဲ့ဒါမဟုတ်ဂျက်စင်ဘုတ်အဲ့ဒါမဟုတ်အမိုးရဲ့မျက်နှာပြင်ကဒီထိတ်နဲ့ထိသွားပြီဆိုတာနဲ့သူကစကူဆက်မဆွဲတော့ဘူးအဲ့မှာရက်သွားမယ်ပေါ့ဗျာအဲ့တော့စကူကပြောချင်တာကစကူကစကူတစ်ခုပဲဆွဲအခု100ပဲဆွဲအခု1000ပဲဆွဲစကူဆွဲတဲ့အတိတ်အနက်ပေါ့နော်အဓိကအနက်ကတူနေမယ်ပေါ့ဗျာအားလုံးတပြေးညီဖြစ်နေမယ်အရန်နစ်ပြီးတော့ဝင်သွားတာမျိုးအဲ့ဒါပေါ့ရင်စကူလေးကအပြင်မှာကြံပြီးတော့ထွက်နေတာမျိုးလေးမရှိဘူးပေါ့ဗျာသူ့ရဲ့အနက်ပေါ့နော်အနက်စကူဆွဲလိုက်တဲ့အနက်ကအားလုံးကအတူတူပဲပေါ့နော်ဒါသူပထမအားသာချက်နောက်တစ်ချက်ကကျွန်တော်တို့ဒီစကူပစ်လေးကိုလိုအပ်တဲ့လောက်ဘယ်လိုပြောမလဲထုတ်လို့ရတယ်အဲ့ဒါမှမဟုတ်ထည့်ထားလို့ရတယ်ဗျာအခုဒီမှာကြည့်ဒီလိုဆိုရင်ကျွန်တော်တို့ဒီမှာတွေ့ရင်စကူပစ်ကအထဲဝင်သွားပြီเนาะဒီလိုဆိုရင်ကျွန်တော်တို့ပြန်ထွက်လာမယ်ဗျာပြောချင်တာကကျွန်တော်တို့ကစကူဆွဲတဲ့အခါမှာစကူကိုဒီမျက်နှာချက်တွေပြီးရင်ဂျက်စင်ဘုတ်တွေအမိုးတွေဘယ်လောက်ဝင်စေခြင်းလဲဒါကျွန်တော်တို့လိုအပ်တယ်လို့ညှိလို့ရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ तू ကဆွဲပြီးွားရင်ဒီကောင်နဲ့မျက်နှာချက်နဲ့ထိပြီဆိုတာနဲ့ तू ကရက်သွားမှာဗျာစကူကဆက်မဆွဲတော့ဘူးအဲ့တော့ကိုကဒီလောက်လိုအပ်တယ်ဗျာများအထဲကိုစကူဝင်စေခြင်းဒါလေးကိုပို့ထုတ်လိုက်ရုံပဲအဲ့ဒါမဟုတ်ဘူးနည်းနည်းပဲဝင်စေခြင်းတယ်ဗျာစကူရဲ့အနက်ကတိတ်မနှက်ချင်ဘူးဆိုရင်ဒါလေးကိုရှော့လိုက်ရုံပဲကဲဒါဆိုဘယ်လောက်မှမနှက်တော့ဘူးဗျာအဲ့တော့ဒီအနက်ကအတိတ်အနက်ပေါ့နော်ဒီအနက်ကတပြေးညီတွေဖြစ်နေမယ်ဒီကျွန်တော်တို့ site တစ်ခုလုံးမှာဂျက်စင်ဘုတ်တွေတက်တယ်မျက်နှာချက်တွေတက်တယ်အဲ့ဒါမှမဟုတ်ရင်အမိုးတွေတက်တယ်ဆိုရင်ဒီဆွဲထားတဲ့စကူအားလုံးကအနက်ကတပြေးညီတွေဖြစ်နေမယ်ပို့ပြီးနစ်သွားတဲ့ဟာမျိုးအဲ့ဒါမှမဟုတ်ရင်နည်းနည်းလေးထွက်နေတဲ့ဟာမျိုးမရှိဘူးပေါ့ဗျာဒါဒီဆက်ကိုတခြား electric drill တွေပေါ့ဖောက်ဆက်တွေသုံးမဲ့စားဒီဆက်သုံးရင်ဒါသူ့ရဲ့အကျိုးကျေးဇူးလေးပေါ့ဗျာ